ဆန်ဆိုင်ကျောင်းရှေ့ကရေချီနေပေါ့နော်ဒီနေ့31ရက်9လပိုင်း2026ဒါကျွန်တော်သားကျောင်းလာပို့တာဖြစ်ပါတယ်နော်လက်ရှိကတော့ဒါရေကြီးနေပါပြီဗျတချလေးလေကလေးကတော့ကျွန်တော်ပြန်ခေါ်သွားမှာဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ဆန်ဆိုင်ကျောင်းရှေ့အခြေအနေဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ဒါချလေးဆန်ဆိုင်ကျောင်းရှေ့ကအခြေအနေဖြစ်ပါတယ်နော်ဒါငကားနှကောင်ကျောင်းရှေ့ရေတက်နေပါပြီဒီနေ့ကျောင်းသူကျောင်းသားတွေကတော့ပြန်လွှတ်နေပါပြီဗျဒီဘက်ကျန်းကတော့ရေတက်လို့ဒီဘက်ကအဆောင်ကတော့ကျောင်းတက်မှာဖြစ်ပါတယ်အတချလေးမြို့31ရက်9လပိုင်း2026ရဲ့အခြေအနေဖြစ်ပါတယ်ကျောင်းကတော့ခုနဲ့အဆောင်တော့ပုံပါတယ်ပြန်တဲ့ဆောင်တော့ပြန်လွတ်ပါတယ်ဗျကျွန်တော်မနေ့က9နာရီ45အခြေအနေဖြစ်ပါတယ်နော်9နာရီ45အခြေအနေဖြစ်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်